မင်္ဂလာပွဲအပြီးရန်ကုန်ပြန်ဖို့မန္တလေးဂရိတ်ဝေါ်ဟိုတယ်မှာတထောင်နာစီငလီနဲ့ကြုံပြီးကွယ်လွန်သွားခဲ့ရတဲ့အသစ်ဆက်ဆက်ဇနီးမောင်နှံလေးမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုမြင်နေရတဲ့ဆောင်တွဲလေးကတော့မင်္ဂလာဆောင်ပြီးနောက်တစ်ရက်မှာပဲဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ရတာပဲဖြစ်ပါတယ်ဒီဆောင်တွဲလေးကတော့တယောက်ကိုတယောက်အရန်ကိုမှချစ်ကြပြီးနှစ်ဖက်အတိုင်းဝိုင်းကသဘောတူညီမှုနဲ့အတူလက်ထက်မင်္ဂလာပွဲကြီးကိုအကြီးအကျယ်ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်အမျိုးသားဖြစ်သူကတော့ဒေါက်တာထူးထက်ကျော်ဖြစ်ပြီးအမျိုးသမီးကတော့မတ်ရှမင်းလို့လည်းသိရပါတယ်။သူတို့နှစ်ဦးကတော့မင်္ဂလာပွဲကိုဆွေမျိုးသားချင်းတွေရှိတဲ့မန္တလေးမြို့ရဲ့အနီးတစ်ဝိုက်မှာတွားရောက်ပြီးတော့မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အသစ်ဆက်ဆက်ဇနီးမောင်နှံလေးဟာမယမင်းရဲ့ဆွေမျိုးတွေဘက်မှမင်္ဂလာပွဲတွားရောက်ကျင်းပခဲ့ပြီးရန်ကုန်မှာမင်္ဂလာပွဲထပ်မံကျင်းပဖို့အတွက်ပြန်လာခဲ့ကြတဲ့လမ်းမှာတထောင်ရနာပြီးမန္တလေးဂရိတ်ဝေါ်ဟိုတယ်မှာတဲခိုခဲ့ကြပါတယ်။သူတို့နဲ့အတူအောက်ဘူးလေးနှစ်ကောင်လည်းပါဝင်ခဲ့ပြီးငလီလှုပ်ခဲ့တဲ့မလ28ရက်နေ့နေ့လယ်12နာရီမှာဟိုတယ်ကနေချက်အောက်ပြုတ်လုပ်ပြီးလာကြုံမိတ်ကားကိုစောင့်နေခဲ့တာလို့သိရပါတယ်။ကားဆရာကသူနဲ့နေ့လယ်2နာရီမှာချိန်ထားတာဖြစ်ပြီးသူတာနည်းနည်းစောခဲ့မယ်ဆိုရင်အခုလိုမဖြစ်ဘူးလို့စိတ်မကောင်းစွာပဲဆိုထားတာပါသူတို့ဇနီးမောင်နှံဟာသူတို့ရဲ့အာဝူလေးနှစ်ကောင်လမ်းခီးမှာတက်တောင့်တက်တာသွားနိုင်စေဖို့အတွက်အဆိုပါပတ်အထူးပြု transportation ဝန်ဆောင်မှုကိုရယူခဲ့တာလို့သိရပါတယ်အာဝူလေးတွေရောသူတို့ရောဟိုတယ်ပြကြားမှုမှာပါဝင်သွားခဲ့ကြတာပါအာဝူလေးနှစ်ကောင်ကတော့အကောင်နိုင်မဲ့ပြန်လည်တွေ့ရှိထားတယ်လို့သူတို့ကြိုရမယ့်ကားဆရာဆိုထားပြီးဒေါက်တာထူးထက်ကျော်နဲ့ဇနီးဖြစ်သူမတ်ရမင်းတို့ကိုတော့ဓာတ်ဘော်ဒီအနေနဲ့ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ဆရာထူးဓာတ်ဘော်ဒီကပေါ်ရာကြပြီမိတ်တအားရုံမပြတ်ပြီမိတ်သူမှန်းဆက်စာချင်းမှန်းစာလို့မရခဲ့ပါဘူး။အမျိုးသမီးဓာတ်ဘော်ဒီတွေ့ပြီးမှဆရာထူးကိုတွေ့ရဖြစ်ပြီးဆရာထူးအမျိုးသမီးဘက်ကအမျိုးရီစီမှာမင်္ဂလာဆောင်ပေးပြီးမန္တလေးမှာတဲပြီးရန်ကုန်ကိုမင်္ဂလာဆောင်ဖို့ပြန်လာမယ့်ရက်မှာဒီဘေးအန္တရာယ်ဆိုကြီးနဲ့ကြုံရတာပါ။ဆရာထူးတို့ဇနီးမောင်နှံကတော့စိတ်ထားကောင်းပြီးစကားနည်းသူတွေဖြစ်သလိုအနေအေးပြီးယူသားပါ။အမတ်တရားအတွက်ရက်တီကသူများအပေါ်စိတ်ပုတ်တာရုံမာတာမရှိသူတွေလည်းဖြစ်ပါတယ်။အခုတော့သူတို့မင်္ဂလာဆောင်ပုံလေးကလည်းနှစ်ယောက်အတူတူရိုက်တဲ့နောက်ဆုံးပုံလေးဖြစ်သွားခဲ့ရပြီးမယမင်းနဲ့ဒေါက်တာထူးတို့ဇနီးမောင်နှံလည်းနောက်ဘဝတွေမှာအိုအောင်မီးအောင်ပျော်ပျော်ရွှင်ရွှင်ပေါင်းသိနိုင်ပါစေဖြစ်ချင်တာတွေဖြစ်ခွင့်ရပြီးပျော်ရွှင်ရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေနော်။နောက်ဘရောမှဒီလိုအဖြစ်ဆိုကြီးနဲ့ဘရောမှမကြုံပြရစေနဲ့လို့ဆုတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မင်္ဂလာပွဲအပြီးရန်ကုန်ပြန်ဖို့မန္တလေးဂရိတ်ဝေါ်ဟိုတယ်မှာတထောင်နာစီငလီနဲ့ကြုံပြီးကွယ်လွန်သွားခဲ့ရတဲ့အသစ်ဆက်ဆက်ဇနီးမောင်နှံလေးမင်္ဂလာပါပရိသတ်ကြီးတို့ရေအခုမြင်နေရတဲ့ဆောင်တွဲလေးကတော့မင်္ဂလာဆောင်ပြီးနောက်တစ်ရက်မှာပဲဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ရတာပဲဖြစ်ပါတယ်ဒီဆောင်တွဲလေးကတော့တယောက်ကိုတယောက်အရန်ကိုမှချစ်ကြပြီးနှစ်ဖက်အတိုင်းဝိုင်းကသဘောတူညီမှုနဲ့အတူလက်ထက်မင်္ဂလာပွဲကြီးကိုအကြီးအကျယ်ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်အမျိုးသားဖြစ်သူကတော့ဒေါက်တာထူးထက်ကျော်ဖြစ်ပြီးအမျိုးသမီးကတော့မတ်ရှမင်းလို့လည်းသိရပါတယ်။သူတို့နှစ်ဦးကတော့မင်္ဂလာပွဲကိုဆွေမျိုးသားချင်းတွေရှိတဲ့မန္တလေးမြို့ရဲ့အနီးတစ်ဝိုက်မှာတွားရောက်ပြီးတော့မင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အသစ်ဆက်ဆက်ဇနီးမောင်နှံလေးဟာမယမင်းရဲ့ဆွေမျိုးတွေဘက်မှမင်္ဂလာပွဲတွားရောက်ကျင်းပခဲ့ပြီးရန်ကုန်မှာမင်္ဂလာပွဲထပ်မံကျင်းပဖို့အတွက်ပြန်လာခဲ့ကြတဲ့လမ်းမှာတထောင်ရနာပြီးမန္တလေးဂရိတ်ဝေါ်ဟိုတယ်မှာတဲခိုခဲ့ကြပါတယ်။သူတို့နဲ့အတူအောက်ဘူးလေးနှစ်ကောင်လည်းပါဝင်ခဲ့ပြီးငလီလှုပ်ခဲ့တဲ့မလ28ရက်နေ့နေ့လယ်12နာရီမှာဟိုတယ်ကနေချက်အောက်ပြုတ်လုပ်ပြီးလာကြုံမိတ်ကားကိုစောင့်နေခဲ့တာလို့သိရပါတယ်။ကားဆရာကသူနဲ့နေ့လယ်2နာရီမှာချိန်ထားတာဖြစ်ပြီးသူတာနည်းနည်းစောခဲ့မယ်ဆိုရင်အခုလိုမဖြစ်ဘူးလို့စိတ်မကောင်းစွာပဲဆိုထားတာပါသူတို့ဇနီးမောင်နှံဟာသူတို့ရဲ့အာဝူလေးနှစ်ကောင်လမ်းခီးမှာတက်တောင့်တက်တာသွားနိုင်စေဖို့အတွက်အဆိုပါပတ်အထူးပြု transportation ဝန်ဆောင်မှုကိုရယူခဲ့တာလို့သိရပါတယ်အာဝူလေးတွေရောသူတို့ရောဟိုတယ်ပြကြားမှုမှာပါဝင်သွားခဲ့ကြတာပါအာဝူလေးနှစ်ကောင်ကတော့အကောင်နိုင်မဲ့ပြန်လည်တွေ့ရှိထားတယ်လို့သူတို့ကြိုရမယ့်ကားဆရာဆိုထားပြီးဒေါက်တာထူးထက်ကျော်နဲ့ဇနီးဖြစ်သူမတ်ရမင်းတို့ကိုတော့ဓာတ်ဘော်ဒီအနေနဲ့ရှာဖွေတွေ့ရှိခဲ့ရပါတယ်။ဆရာထူးဓာတ်ဘော်ဒီကပေါ်ရာကြပြီမိတ်တအားရုံမပြတ်ပြီမိတ်သူမှန်းဆက်စာချင်းမှန်းစာလို့မရခဲ့ပါဘူး။အမျိုးသမီးဓာတ်ဘော်ဒီတွေ့ပြီးမှဆရာထူးကိုတွေ့ရဖြစ်ပြီးဆရာထူးအမျိုးသမီးဘက်ကအမျိုးရီစီမှာမင်္ဂလာဆောင်ပေးပြီးမန္တလေးမှာတဲပြီးရန်ကုန်ကိုမင်္ဂလာဆောင်ဖို့ပြန်လာမယ့်ရက်မှာဒီဘေးအန္တရာယ်ဆိုကြီးနဲ့ကြုံရတာပါ။ဆရာထူးတို့ဇနီးမောင်နှံကတော့စိတ်ထားကောင်းပြီးစကားနည်းသူတွေဖြစ်သလိုအနေအေးပြီးယူသားပါ။အမတ်တရားအတွက်ရက်တီကသူများအပေါ်စိတ်ပုတ်တာ
ရုံးမာတာမရှိသူတွေလည်းဖြစ်ပါတယ်အခုတော့သူတို့မင်္ဂလာဆောင်ပုံလေးကလည်းနှစ်ယောက်အတူတူရိုက်တဲ့နောက်ဆုံးပုံလေးဖြစ်သွားခဲ့ရပြီးမဲရမင်းနဲ့ဒေါက်တာထူးတို့ဇနီးမောင်နှံလည်းနောင်ဘဝတွေမှာအိုအောင်မီအောင်ပျော်ပျော်ရွှင်ရွှင်ပေါင်းသိနိုင်ပါစေဖြစ်ချင်တာတွေဖြစ်ခွင့်ရပြီးပျော်ရွှင်ရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေနော်နောက်ဘရောမှဒီလိုအဖြစ်ဆိုကြီးနဲ့ဘရောမှမကြုံပြရစေနဲ့လို့ဆုတောင်းပေးလိုက်ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ငလင်ဘလောက်ကျန်းလဲကြီးလိုက်ပါဦးအနားတော်တိတ်မကရဘူးမကြဒါအပေါ်ကရေတွေကအဝေစီတွေကိုပြန်ဆင်းသွားတာစသလှုပ်တော့ရေတွေကအပေါ်ရှန်တက်လာပြီးတော့အင်းထဲကိုရေတွေဝင်သွားအခုတခါငလင်လှုပ်ပြီးတော့အင်းထဲကရေတွေကဥမာကြည့်ကိုအဝေစီတွေကိုပြန်ဆင်းသွားတာကြောက်စရာကြီးနော်မကြအင်းထဲကရေတွေဥမာအဝေစီကိုဟာအနက်ကြီးပဲအဝေစီကိုပြန်ဆင်းသွားတာ